အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့နံပါတ်ချင်လေးချက်ပြပြီးတော့ပါမယ်ပထမဦးဆုံးကျက်သွန်ဖြူကိုစီဘူးလေးထိုးပြီးတော့မှစွနင်းမုံအယောင်တင်မုံတို့ထည့်ပြီးတော့မှစီတက်ပါမယ်ပြီးသွားရင်တော့အနံလေးမွေးသွားအောင်ငံပြာရည်လေးပေါက်ပါမယ်နံပါတ်ချင်ကိုရေလေးနဲ့ဖြောပြီးတော့မှအိုးထဲကိုလောင်းထည့်ပါမယ်ပြီးသွားရင်အချိုမုံနဲ့တကြားနဲ့ငယ်တို့ထည့်ပါမယ်ငြုပ်သီးစိမ့်ကြရင်တော့ထည့်လို့ရပါတယ်အခုလိုမျိုးရေလေးခန့်လာပြီဆိုရင်တော့နံပါတ်ချင်ချက်ကလေးရပါပြီအဆုံးထိကြည့်ပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်